တဲ့ရဲ့တင်ပါမှာအဖူးကျိတ်တစ်ခုရှိနေတာကိုသတိထားမိကြလားဒါပေမဲ့သူမရဲ့ဖျော်ဖြေရေးခီးစဉ်အတွင်းခဏခဏလဲကျနေရတဲ့တကယ်အကြောင်းရင်းကိုတော့ဘယ်သူမှမရိပ်မိခဲ့ကြပါဘူးပထမဆုံးအနေနဲ့ဖျော်ဖြေပွဲအတွင်းသူမကင်တွယ်နေတာကိုမရက်တတ်နိုင်ခဲ့ပါဘူးဆူပါဘိုးဖျော်ဖြေပွဲမှာကားတွေတယောက်အတက်တရောဖျော်ဖြေနေစဉ်မှာပဲစတီဖန်ဒိတ်ခါသူ့ရဲ့နောက်ထပ်ကလေးအမေတယောက်နဲ့အတူရောက်ရှိလာပြီးသူမအတွက်ဘက်ခုံကိုစီစဉ်ပေးခဲ့ပါတယ်စတီဖန်ရဲ့ရှုပ်ထွေးလာတဲ့ကိုရေးကိုရာဘဝကြောင့်သူတို့နှစ်ဦးဟာနှီးစပ်မှုရှိနေစေဖြစ်ကြောင်းကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးကားတွေဟာပြင်းထန်တဲ့မိမကိုဆိုင်ရာကူးစက်ရောဂါပိုးကိုခံစားခဲ့ရပါတယ်ဒါအပြင်သူမဟာ15စင်တီမီတာရှိတဲ့တောင်မြင့်ဖက်နှက်တွေကိုစီးထားရပြီးအဲ့ဒီဝေဒနာကသူမရဲ့ဟန်ချက်ညီမှုကိုထိခိုက်စေကအာတုံခုံဆိုင်ဖြိုပြနေရခြင်းတွေမှာထက်ခါတလဲလဲကျစေခဲ့တာပါသူမဟာဘောခွဲစိတ်မှုကိုခံယူထားခဲ့ပြီးစတုထမြောက်ကလေးကိုမွေးဖွားပြီးတရက်ကြာမှပဲအလုပ်ပြန်ဝင်ခဲ့တာဖြစ်ပါတယ်သူမရဲ့ဝမ်းပိုက်ဟာလုံးဝချက်ရက်နေပြီးကိုဝင်ဆောင်ထားတဲ့လက္ခဏာလည်းမရှိပါဘူးဒါဟာသူမရဲ့ခါကအစီတွေကိုတင်ပါစီတို့ပြောင်းရွှေ့တဲ့ fat trans လုပ်ထားတာကြောင့်ဖြစ်နိုင်ပြီးအဲ့ဒါကသူမရဲ့ဟန်ချက်ညီမှုကိုလုံးဝပျက်စီးစေခဲ့ကစင်ပေါ်မှာမတက်ရက်ဖို့တောင်ခက်ခဲစေခဲ့ပါတယ်နောက်ဆုံးအနေနဲ့ကိုဝင်ဆောင်ပြီးနောက်နှုတ်ရည်ယိုစိတ်မှုကိုတားဆီးဖို့အတွက်သူမရဲ့ရင်ဘတ်ထဲမှာတတုပြုံတစ်ခုကိုထည့်သွင်းထားခဲ့ပါတယ်။သူမဟာကိုရေးကိုတာစိန်ခေါ်မှုတချို့နဲ့ရင်ဆိုင်ခဲ့ရပေမဲ့မယုံနိုင်လောက်အောင်ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကင်တွယ်ဖြေရှင်းခဲ့ပါတယ်။အခက်အခဲတွေကြားကပဲသူမရဲ့အမှုပညာပေါ်ထားရှိတဲ့စိတ်အားထက်သန်မှုကိုပြသရင်းဆက်လက်ဖျော်ဖြေခဲ့ပါတယ်။ကလေးမွေးဖွားပြီးခန္ဓာကိုယ်ပြန်လည်နာလန်ထူနေချိန်မှာတောင်ဖျော်ဖြေရေးခီးစဉ်တွေက